အားလုံးပဲမင်္ဂလာပါခင်ဗျာ AK Recap Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့အားလုံးသိကြတဲ့ကဘာကျော်မင်းသားကြီးစတီဗင်ချောင်ရဲ့2004ခုနှစ်ကထွက်ရှိခဲ့တဲ့နမီကြီးအရှင်စကားဖြစ်တဲ့ကွန်ဖူးဟတ်ဆယ်စကားအကြောင်းကိုတင်ဆက်ပြောပြပေးသွားမှာဖြစ်ပါတယ်ဇလန်အစမှာတော့ရှန်ဟိုင်းမြို့ရဲ့ရဲစခန်းတစ်ခုအတွင်းမှာဒေသခံမာဖီးယားခိုင်းချုပ်တယောက်ဟာသူ့ရဲ့ချုံမောလှပတဲ့ဇနီးတွေကိုဖမ်းဆီးရကောင်းမလားဆိုပြီးရဲတွေကိုရိုက်နှက်နေပါတယ်ရဲတွေကတော့ဘယ်သူမှပြန်မခုခံရဲကြပါဘူးသူဟာရဲတွေကိုအော်ဟစ်ဆဲဆိုပြီးစခန်းထဲကထွက်လာတဲ့အခါမှာတော့တခုခုမားနေပြီဆိုတာသတိထားမိသွားပါတယ်သူတို့ကားတွေအားလုံးလမ်းပေါ်မှာမရှိတော့ဘဲပျောက်ကွယ်နေလို့ပါအဲ့ဒီအချိန်မှာပဲပြိုင်ဘက်ပစိန်ကိုင်းကလူမိုက်အင်အားလုံးရင်းနဲ့သူတို့ကိုဝိုင်းထားလိုက်ပါတော့တယ်ထွက်ပြေးစရာလမ်းမရှိတော့တဲ့မာဖီးယားတွေကိုပစိန်ကိုင်းသားတွေကတနက်တွေနဲ့စတင်ပစ်ခတ်ကြပါတယ်။ဂိုင်းချုပ်ကထွက်ပြေးဖို့ကြိုးစားပေမဲ့ပစိန်ကိုင်းဗိုလ်ချုပ်တယောက်ကပစိန်နဲ့လှမ်းပေါက်လိုက်တာကြောင့်ခြေထောက်တစ်ဖက်ပြတ်သွားပြီးမြေပြင်ပေါ်လဲကျသွားခဲ့ပါတယ်။ပစိန်ကိုင်းရဲ့ခေါင်းဆောင်ဘရာသာဆန်ဟာလက်နက်တစ်ခုကိုကင်ပြီးမာဖီးယားဂိုင်းချုပ်စီကိုကြောက်မက်ဖွယ်ကောင်းတဲ့ကကွက်တွေနဲ့ကပြရင်တဖြည်းဖြည်းချင်းကပ်လာပါတယ်။ဂိုင်းချုပ်ကအသက်ချမ်းသာပေးဖို့ဘလို့ပဲတောင်းပန်ပါစေဘရာသာဆန်ကတော့ဂယုမဆိုင်ပဲရဲရဲဆက်ဆက်တက်ဖြတ်လိုက်ပါတော့တယ်တကယ်တော့လူမိုက်တွေဟာရဲတွေကိုငွေတွေအများကြီးပေးထားတာကြောင့်ရဲတွေကကြားထဲကဝင်မပရဲကြတာပါအဲ့ဒီနောက်မှာတော့သူတို့ဟာတမျိုးလုံးကိုခြောက်လန့်ပြီးလမ်းမှာတွေ့သမျှလူတွေကိုသူတို့ရဲ့ထူးဆန်းတဲ့အကတွေနဲ့တက်ဖြတ်ကအာဏာပြလာပါတော့တယ်ဒီလိုလူမိုက်တွေကြီးစိုးနေတဲ့ကတောင်းကနေကာလာမှာဝက်ချန်ချိုင်ဝမ်လို့ခေါ်တဲ့စင်ရဲသားရက်ွက်လေးကတော့အေးအေးဆေးဆေးရှိနေပါတယ်ဘာဖြစ်လို့လဲဆိုတော့လူမိုက်တွေဟာဒီလိုစင်ရဲလွန်းတဲ့နေရာမျိုးကိုစိတ်မဝင်စားကြလို့ပါပဲဒီရက်ွက်ကြီးတစ်ခုလုံးကိုတော့အမြဲတမ်းမူးနေတတ်တဲ့အရှင်ဖိုးကြီးတယောက်ကပိုင်ဆိုင်ပါတယ်သူဟာရက်ွက်ထဲကလူတွေကိုလိုက်လံနှောက်ယှက်ပိုးပန်းလေးရှိပြီးအဲ့ဒီလူကတက်လက်ပိုင်းရွယ်အမျိုးသားဖြစ်စေဒါမှမဟုတ်သွားတွေကထူးဆန်းနေတဲ့သွားခုံးမဖြစ်စေဘသူကမှမချမ်းပဲလိုက်စတက်တဲ့သူတယောက်ပါပဲတကယ်တော့ဘသူမှအရှင်ဖိုးကြီးရဲ့ဆွဲဆောင်မှုအောက်ကနေမလွတ်မြောက်နိုင်ကြပါဘူးဒါပေမဲ့သူ့ဇနီးဖြစ်တဲ့အရှင်မကြီးကတော့ချွင်းချက်ပေါ့သူမကတော့အမြဲတမ်းဒေါသထွက်နေတတ်တဲ့သူပါအိမ်လာကနောက်ကျတဲ့အိမ်သားတွေကိုအော်ဟစ်ဆဲဆိုတာနဲ့ရွာထဲမှာအချောဆုံးလို့ပြောရမယ်စပင်းညက်စရာလေးကိုရိုက်နှက်တာကတော့သူမရဲ့ဝါသနာတစ်ခုလိုဖြစ်နေပါတယ်ရက်ွက်ရဲ့တနေရာမှာတော့ထူးဆန်းတဲ့လူနှစ်ယောက်ဟာရွာသားတွေကိုချောင်းကြည့်ပြီးသူတို့ရဲ့ရုပ်မာတဲ့အကြံစီတွေကိုအကောင့်ထဲပေါ်ဖို့ပြင်နေကြပါတယ်။သူတို့ဟာရွာထဲကိုဝင်လာပြီးစပင်းညက်စရာလေးစီကနေသူတို့ကိုသူတို့ပစိန်ကိုင်းကပါဆိုပြီးဝင်ညစ်ဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့ရွာသားတွေကသူတို့ကိုမကြောက်တဲ့အပြင်ရန်လိုတဲ့အကြည့်တွေနဲ့ဝိုင်းလာကြပါတယ်။သူတို့ခြောက်လန့်ဖို့အတွက်နေရာမှာရွေးမိပြီဆိုတာသိသွားတဲ့ပိန်ပိန်ပပလူတစ်ယောက်ဖြစ်တဲ့ဆင်းဟာထွက်ပြေးဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့အင်ရှင်မကြီးကသူ့ကိုချက်ချင်းပဲတားဆီးလိုက်ပါတယ်။သူမဟာဆင်းကိုဖက်နှက်နဲ့တရားဆက်လိုက်ရိုက်တာကြောင့်ဆင်းလဲကြောက်လန့်တကြားထွက်ပြေးရပါတော့တယ်။ဆင်းဟာသူ့မှာလူအင်အားတွေရှိသေးတယ်လို့ချင်းချောက်ပြီးနေရန်နောက်ဘက်ကိုပြောက်အိုးတစ်လုံးလှမ်းပစ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီပြောက်အိုးကတစုံတစ်ယောက်ကိုတွားမှန်သွားပါတယ်။မယုံနိုင်စရာကောင်းတာကဆင်းပစ်လိုက်တဲ့ပြောက်အိုးဟာတကယ်ပစိန်ခိုင်းကဗိုလ်ချုပ်တစ်ယောက်ရဲ့အုတ်ထုပ်ပေါ်ကိုတွားပြီးပောက်ကွဲသွားတာပါ။ဒေါသထွက်နေတဲ့လူမိုက်တွေဟာရွာထဲကိုဝင်လာပြီးဘသူကဘုံနဲ့ပစ်တာလဲဆိုပြီးလိုက်လံမေးမြန်းပါတော့တယ်။ဆင်းကတော့ဒီထဲကရွာသားတစ်ယောက်လောက်တာပါလို့လှည့်ပြောလိုက်တဲ့အတွက်ပစိန်ခိုင်းဗိုလ်ချုပ်ဟာအင်ရှင်မကြီးစီကိုရှောက်သွားပါတော့တယ်။ပြဿနာတက်တော့မယ်ဆိုတာကိုကြိုသိနေတဲ့အင်ရှင်မကြီးကတော့သူ့အိမ်ငါးတွေကိုပစ်ထားခဲ့ပြီးမျက်စိတမိတ်တွင်းမှာတင်အမြန်ဆုံးအချိန်နဲ့ထွက်ပြေးသွားပါတော့တယ်။အခြေအနေကတော့ပိုပြီးဆိုးရွားသွားပါပြီ။စပင်ညက်စရာလေးကလူမိုက်ကိုင်းချုပ်ကိုသူတို့ရဲ့ချင်းချောက်မှုတွေကိုမကြောက်ဘူးလို့ပြန်ပြောလိုက်တာကြောင့်ဗိုလ်ချုပ်ဖြစ်သူကသူ့ကိုပစိန်နဲ့ခုတ်ဖို့ရှေ့ကိုတိုးလာပါတယ်။ဒါပေမဲ့မထင်မှတ်ထားတဲ့ထူးဆန်းတဲ့စွမ်းအားတစ်ခုကြောင့်ဗိုလ်ချုပ်ဟာလွင့်ထွက်သွားပြီးစီးပိုင်းထဲကိုကျိုးကျသွားပါတော့တယ်။သူ့ရဲ့ကြောရိုးပါကျိုးသွားတာကြောင့်ကြံတဲ့လူမိုက်တွေဟာသူတို့ကိုင်းသားတွေကိုအင်အားလုံးရင်းနဲ့လှမ်းခေါ်ပါတော့တယ်။မကြခင်မှာပဲပစိန်ကိုင်းသားတွေဟာဝက်ချန်ချိုင်ဝမ်တွေကိုစစ်တပ်တစ်ခုလိုအလုံးရင်းနဲ့ရောက်ရှိလာပြီးလမ်းမှာတွေ့သမျှလူတိုင်းကိုစတင်နှိပ်စက်ပါတော့တယ်။သူတို့ဟာကောင်းမလေးတယောက်ကိုဒါစာခံဖြစ်ဖမ်းဆီးလိုက်ပြီးတကိုယ်လုံးကိုတက်စီတွေနဲ့လောက်ချလိုက်ပါတယ်သူတို့ဗိုလ်ချုပ်ကိုဘသူတက်တာလဲဆိုတာကိုဝန်ခံဖို့ချင်းချောက်ကြတာပေါ့ဘသူမှပြန်မဖြေတဲ့အခါမှာတော့ဂိုင်းကောင်းဆောင်ကကောင်းမလေးကိုမိရှို့ဖို့မိချစ်နဲ့ပြစ်ပေါက်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီမိချစ်ကိုလူငယ်တယောက်ကလှမ်းဖမ်းလိုက်ပြီးသူပဲလုပ်တာပါလို့ဝန်ခံလိုက်ပါတယ်ဒေါသထွက်နေတဲ့လူမိုက်တွေဟာသူ့စီကိုပြေးဝင်လာကြပေမဲ့အဲ့ဒီလူငယ်ကတော့သူ့ရဲ့တမ္မာလာတဲ့ကန်ချက်တွေနဲ့လူမိုက်တွေကိုကြမ်းပြင်ပေါ်လဲကျသွားအောင်တိုက်ခိုက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲနောက်ထပ်လူတစုဟာလည်းပြင်းထန်တဲ့လက်တိချက်တွေကြောင့်လွတ်ထွက်သွားရပြန်ပါတယ်အဲ့ဒါကတော့လူငယ်ကိုကူညီဖို့အတွက်လူအုပ်ထဲကနေထွက်လာတဲ့အချုပ်တေကြီးပဲဖြစ်ပါတယ်လူမိုက်တွေကသူတို့ရဲ့တနက်တွေကိုထုတ်ပြီးပြန်ပစ်ဖို့ကြိုးစားပေမဲ့မပစ်နိုင်ခင်မှာပဲသူတို့ရဲ့လက်နက်တွေဟာရိုက်ချခံလိုက်ရပြီးနေရန်တွေစီလွင့်ထွက်ကုန်ပါတယ်အဲ့ဒီနောက်မှာတော့လူနက်လို့ခေါ်တဲ့စားတောက်ဆိုင်ပိုင်ရှင်ကြီးဟာတုတ်တချောင်းကိုကင်ပြီးထွက်လာပါတော့တယ်သူဟာလူမိုက်တွေရဲ့လက်နက်တွေကိုရိုက်ချိုးပြီးလူမိုက်တွေကိုပါအနောက်ကိုလွင့်ထွက်သွားအောင်တိုက်ခိုက်လိုက်ပါတယ်သူ့ရဲ့ပြင်းထန်လာတဲ့တိုက်ကွက်တွေကြောင့်ဖုံမုံတွေဟာတဲမုံတိုင်းတစ်ခုလိုထွက်ပေါ်လာပြီးလူမိုက်တွေရဲ့နာကျင်စွာအော်ဟစ်တန်တွေကိုပဲကြားရပါတော့တယ်ဖုံမုံတွေငြိမ်သက်သွားတဲ့အခါမှာတော့ပစိန်ကိုင်းသားတွေအားလုံးဟာမြေပြင်ပေါ်မှာအရှုံးကြီးရှုံးပြီးအသက်လူကထွက်ပြေးနေကြရပါပြီဖြစ်ပျက်သွားတဲ့အခြေအနေတွေကြောင့်ဂိုင်းကောင်းဆောင်ဘရာသာဆန်တယောက်အကြီးအကျယ်ဒေါသထွက်နေပါတော့တယ်သူကဒီအရှက်ရစရာကိစ္စဟာဂိုင်းဝင်တောင်မဟုတ်တဲ့ဆင်းနဲ့သူ့တငယ်ချင်းတို့ကြောင့်လို့အပြစ်တင်ပြီးတက်ဖြစ်ဖို့အမိန့်ပေးလိုက်ပါတယ်ဒါပေမဲ့လူမိုက်တယောက်ကပစိန်နဲ့လှမ်းပေါက်လိုက်တဲ့အချိန်မှာဆင်းကမယုံနိုင်စရာကောင်းတဲ့အချိန်နဲ့ရှောင်တိန်နိုင်ခဲ့တာကြောင့်ဘရာသာဆန်ကသဘောကျသွားပါတယ်သူကမင်းတို့တကယ်ပဲပစိန်ခိုင်းတဲ့ဝင်ချင်းနဲ့ဆိုရင်ဝက်ချန်ချန်ဝမ်ကလူတယောက်ကိုတက်ပြခဲ့လို့အမိန့်ပေးလိုက်ပါတော့တယ်
လူမိုက်စခန်းကထွက်လာပြီးနောက်မှာဆင်းကသူ့တငယ်ချင်းဖုံးကိုရီမန်းချက်ကြီးထားဖို့စုံမပါတော့တဲ့ပစိန်ကိုင်းနဲ့ဝင်နိုင်ရင်အရာအလုံးကိုပိုင်ဆိုင်နိုင်မယ်လို့သူကယုံကြည်နေတာပါဖုံးကတော့ဟိုရွာကလူတွေကအစွမ်းထက်လာတာဘလို့သွားတတ်မလဲလို့မေးတဲ့အခါမှာတော့ဆင်းကသူ့မှာလည်းငငယ်ကလေးကတက်ထားတဲ့ကွန်ပူပညာရှိတယ်လို့ထုတ်ကြပါတော့တယ်တကယ်တော့သူဟာကြောင်းတက်ပြီးဆရာဝန်ဖြစ်ဖို့စုထားတဲ့ပတ်စံတွေအကုန်လုံးကိုသူတောင်းစားတယောက်စီကနေကဘာကျော်ကွန်ပူပညာရှင်ဖြစ်စေမဲ့စာအုပ်ဆိုပြီးဝယ်လိုက်တာပါဆင်းဟာလောကကြီးကိုလူဆိုးတွေလက်ကနေကဲတင်ခြင်းနဲ့စိတ်နဲ့ကွန်ပူကျင့်စဉ်တွေကိုကြိုးကြိုးစားစားကျင့်ခဲ့ပါတယ်တနေ့မှာတော့စကားမပြောနိုင်တဲ့ကောင်မလေးတစ်ယောက်ကိုလူမိုက်ကလေးတစုကအနိုင်ကျင့်နေတာကိုမြင်ပြီးဆင်းကဝင်တာခဲ့ပါတယ်သူကျင့်ထားတဲ့ကွန်ပူပညာနဲ့ကောင်မလေးကိုကူညီဖို့ကြိုးစားပေမဲ့တကယ်တမ်းမှာတော့သူဟာအပြင်းထန်ရိုက်ခံရပြီးမြေပြင်ပေါ်မှာလဲကျသွားခဲ့ရပါတယ်လူမိုက်ကလေးတွေကသူ့ကိုဝိုင်းပြီးလှောင်ပြောင်ရင်မောကထားခဲ့ကြတာကြောင့်ဆင်းတဲ့ကောင်မလေးနှစ်ယောက်သားအရှုံးသမားတွေအဖြစ်ကြံရစ်ခဲ့ရရှာပါတယ်အဲ့ဒီနေ့ကစပြီးဆင်းဟာဒီလောကကြီးမှာလူကောင်းတွေဘယ်တော့မှအနိုင်မရနိုင်ဘူးလို့အပိုင်တွက်လိုက်ပါတော့တယ်ဒါကြောင့်သူဟာအောင်မြင်ဖို့အတွက်ဆိုရင်လူဆိုးတစ်ယောက်ဖြစ်မှရမယ်လို့ကိုကျေစုခဲ့ပါတယ်သူဟာလမ်းဘေးကရေခဲမုံလဲလေးတစ်ခုကိုတွေ့တဲ့အခါဝယ်စားမဲ့ဧည့်သည်ရောင်ဆောင်ပြီးပြေးသွားခဲ့ပါတယ်။ဒါပေမဲ့ရေခဲမုံတွေကိုလက်ထဲရတာနဲ့တပြိုင်နက်ပတ်စံမပေးဘဲချက်ချင်းထွက်ပြေးပါတော့တယ်။ရေခဲမုံရောင်းတဲ့ကောင်မလေးခများမှာတော့မျောလင်းချက်မဲ့စွာနဲ့နောက်ကနေလိုက်ခဲ့ရပေမဲ့ဆင်းကတော့သူမရဲ့ကြိုးစားမှုကိုလှောင်ရင်ပျော်ပျော်ကြီးထွက်ပြေးသွားခဲ့တာပါ။တစ်ဖက်မှာလည်းဘရာသာဆန်ဟာဝက်ချန်ချိုင်ဝမ်ကလူတွေကိုလက်စားချေဖို့အတွက်ကြေးစားလူသက်သမားတွေကိုငှားရမ်းလိုက်ပါပြီ။ဒီလူနှစ်ယောက်ဟာမျက်မမြင်တွေဖြစ်ပုံရပေမဲ့ရာဇဝတ်လောကမှာတော့သူတို့ရဲ့ဂီတတန်စင်တွေကိုတုံးပြီးရန်သူတွေကိုတက်ဖြတ်တတ်တာကြောင့်နာမည်ကျော်ကြားသူတွေပါ။ဂိုင်းရဲ့အကြံပေးကသူတို့ကိုအတော်ဆုံးလူသက်သမားတွေလို့မြောက်ပင့်ပြောဆိုတဲ့အခါမှာတော့သူတို့ကနှိမ့်ချစွာနဲ့ညှင်းဆိုလိုက်ပါတယ်တကယ်တော့တားရဲကြီးလို့လူသိများတဲ့နောက်ထပ်လူတစ်ယောက်ကသူတို့ထက်အစပေါင်းများစွာပိုပြီးအစွမ်းထက်ကြောင်းဒါပေမဲ့အခုတော့အဲ့ဒီလူဟာအယူထောင်ထဲမှာအကျဉ်းကျနေကြောင်းသူတို့ကပြောပြခဲ့တာပါအဲ့ဒီနေ့ညမှာတော့ဝက်ချန်ချိုင်ဝမ်ကကွန်မှုပညာရှင်တစ်ယောက်ဟာနောက်ထပ်ပြဿနာတွေမတက်ချင်တော့တာကြောင့်ရွာကနေထွက်သွားဖို့ဆုံးမလိုက်ပါတယ်ဒါပေမဲ့လမ်းမှာတူရီယာတိခတ်နေတဲ့ဂီတသမားတစ်ယောက်ကိုတွေ့လိုက်ရပါတယ်သူလက်လျှောက်ထွက်လာတဲ့အခါမှာတော့သူ့အနောက်ကပစ္စည်းတွေဟာဂီတတန်လိုင်းတွေကြောင့်အပိုင်းပိုင်းပြတ်တောက်သွားတာကိုသတိထားမိသွားပါတယ်သူတခုခုမားနေပြီဆိုတာသိလိုက်ပေမဲ့အချိန်မမီတော့ပါဘူးလူသက်သမားကသူ့ကိုခေါင်းဖြတ်ပြီးတက်လိုက်ပါတော့တယ်တစ်ချိန်တည်းမှာပဲအချုပ်တီကြီးဟာလည်းဒုတိယမြောက်ဂီတသမားရဲ့ချောင်းမြောင်းတိုက်ခိုက်ခြင်းကိုခံလိုက်ရတာကြောင့်ပြန်လည်ခုခံရင်းအပြန်လည်တိုက်ခိုက်ကြပါတော့တယ်သူတို့နှစ်ယောက်ဟာအနီးကပ်တိုက်ခိုက်ရေးမှာအင်အားချင်းတူညီနေကြပြီးနောက်ဆုံးမှာတော့အဆောက်အဦထဲကနေအပြင်ကိုလွတ်ထွက်သွားခဲ့ပါတယ်အဲ့ဒီမှာတော့ပထမဂီတသမားကစောင့်ကြိုနေတာပါမျက်မမြင်လူသက်သမားဟာဂီတတန်လိုင်းတွေကိုတုံးပြီးအချုပ်တီကြီးကိုတိုက်ခိုက်လိုက်တာကြောင့်သူဟာကွင်းပြင်ထဲကိုလွတ်ထွက်သွားပါတော့တယ်အချုပ်တီကြီးတရက်ဆက်တိုက်ခိုက်ခံနေရပြီးအသက်အန္တရာယ်နီးကပ်နေချိန်မှာပဲစားတောက်ဆိုင်ပိုင်ရှင်ဒိုးနဲ့ရောက်လာပြီးကယ်တင်လိုက်ပါတယ်ဒီတစ်ခါမှာတော့ဒိုးနဲ့ဟာလန်ရှည်တွေကိုအသုံးပြုပြီးရန်သူရဲ့တိုက်ကွက်တွေကိုပိုပြီးထိရောက်အောင်တုံ့ပြန်နိုင်ခဲ့ပါတယ်သူဟာလန်တွေကိုလူသက်သမားတွေစီအရှိန်နဲ့ပြစ်ပေါက်လိုက်တာပေါ့ဂီတတန်စင်တွေပိုပြီးပြင်းထန်လာတာနဲ့အမျှဒိုးနဲ့ဟာလွင့်ပြန်လာတဲ့တန်လိုင်းတွေကိုခုခံရင်းရန်သူတွေစီကိုတဖြည်းဖြည်းချင်းကပ်သွားပါတယ်သူဟာနောက်ဆုံးလက်နက်နဲ့လူသက်သမားတွေနားအထိရောက်အောင်သွားနိုင်ခဲ့ပေမဲ့မထင်မှတ်ပဲရန်သူတွေရဲ့ခုခံမှုစွမ်းအင်တစ်ခုနဲ့တိုက်မိသွားပါတယ်။အဲ့ဒီစွမ်းအင်ကြောင့်ဒိုးနဲ့ရဲ့တိုက်ကွက်ဟာတန့်သွားခဲ့ရပြီးရန်သူရဲ့ပြန်လည်တိုက်ခိုက်မှုကြောင့်အဝေးကိုလွတ်ထွက်သွားပါတော့တယ်။မျက်မမြင်လူသက်သမားနှစ်ယောက်ဟာသူတို့ရဲ့တိုက်စစ်ကိုပြန်လည်ပြင်ဆင်ပြီးဘသူကိုမှမညာမတာတရက်ဆက်ပြန်လည်တိုက်ခိုက်ပါတော့တယ်။အချုပ်တီကြီးဟာဒိုးနက်ကိုအန်ရီကနေလွတ်အောင်တွန်းထုတ်ပေးလိုက်ပေမဲ့သူကိုယ်တိုင်ကတော့ပြင်းထန်တဲ့ဒဏ်ရာတွေရသွားခဲ့ရပါတယ်။ဒီကွန်ဘူးပညာရှင်နှစ်ယောက်တေးလူမျိုးပါဖြစ်နေချိန်မှာပဲရုတ်တရက်ဆိုသလိုအင်ရှင်မကြီးရဲ့ဟိန်းဟောက်တန်ကြီးထွက်ပေါ်လာပြီးလူသက်သမားတွေရဲ့တန်လိုင်းတွေကိုအကုန်လုံးဖျက်ဆီးပစ်လိုက်ပါတယ်။ဒီနေရာမှာနောက်ထပ်အစွမ်းထက်တဲ့ပညာရှင်တယောက်ရှိနေမှန်းသိသွားတဲ့လူသက်သမားတွေဟာသူမကိုတိုက်ခိုက်ဖို့ကြိုးစားကြပေမဲ့ကောင်းကင်ဘော်ကနေဆင်းသက်လာတဲ့အင်ရှင်အဖိုးကြီးကကြားကနေတားဆီးလိုက်ပါတယ်။လူသက်သမားတွေကအင်ရှင်အဖိုးကြီးကိုလက်သီးနဲ့ဝိုင်းထိုးကြပေမဲ့သူတို့ရဲ့လက်သီးတွေဟာအဖိုးကြီးရဲ့ကိုယ်ပုံမှာတင်ပြန်ကန်ထွက်သွားပြီးသူတို့အချင်းချင်းပြန်မှန်ကုန်ပါတယ်။အင်ရှင်အဖိုးကြီးဟာလူသက်သမားနှစ်ယောက်ကိုဖမ်းဆွဲပြီးစัจ java လာလှည့်တယ်လို့ဝိုင်းချလဲအောင်လှည့်ပစ်လိုက်တာကြောင့်သူတို့နှစ်ယောက်ဟာအယုတ်ဆုပ်လေးတွေလိုလွတ်ထွက်သွားပါတော့တယ်။အရှုံးမပေးသေးတဲ့မျက်မမြင်လူသက်သမားတွေဟာသူတို့မှရှိသမျှအစွမ်းကုန်ထုတ်သုံးပြီးနောက်ဆုံးပိတ်တိုက်ကွက်ကိုစတင်လိုက်ပါတယ်။သူတို့ရဲ့ဂီတတန်စင်တွေကိုအယိုးစုစစ်တီတော်များအဖြစ်ပြောင်းလဲလိုက်ပြီးအင်ရှင်အဖိုးကြီးစီကိုတဟုန်ထိုးပြေးဝင်သွားပါတော့တယ်။အင်ရှင်မကြီးကရှေ့ကိုတက်လာပြီးသူမရဲ့အစွမ်းထက်လာတဲ့ချင်းတိဟိန်တန်နီးစနစ်ကိုအသုံးပြုကပြန်လည်တိုက်ခိုက်လိုက်ပါတယ်။အဲ့ဒီအတန်လိုင်းတန်ကြောင့်အယိုးစုစစ်တီတွေဟာအပိုင်းပိုင်းပြတ်ထွက်ကုန်ပြီးမျက်မမြင်လူသက်သမားနှစ်ယောက်လည်းအဝေးကိုလွင့်ဆင်သွားပါတော့တယ်။တိုက်ပွဲပြီးဆုံးသွားတဲ့အခါမှာတော့ရွာသားတွေဟာသူရဲကောင်းတွေကိုကယ်တင်ဖို့ကြိုးစားကြပေမဲ့ကွန်ပူပညာရှင်နှစ်ယောက်ကတော့အသက်ဆုံးရှုံးသွားခဲ့ပါပြီးစားတောက်ဆိုင်ပိုင်ရှင်ဒိုးနက်ဟာလည်းပြင်းထန်တဲ့ဒဏ်ရာတွေကြောင့်နောက်ဆုံးမှာတော့ကွယ်လွန်သွားခဲ့ရပါတယ်။နောက်တစ်နေ့မှာတော့ဆင်းဟာယထာဘော်ကခီးတဲ့တယောက်ကိုအနိုင်ကျင့်ဖို့ကြိုးစားပြန်ပါတယ်။ဒါပေမဲ့သူထင်တယ်လို့ဖြစ်မလားပဲတရားဆက်အရိုက်ခံရပြီးယထာဘော်ကနေသူတောင်းစားတယောက်လိုအပြစ်ချခံလိုက်ရပါတယ်။သူကသူ့တငယ်ချင်းဖုံးကိုမင်းကလုံလောက်အောင်မယုံမာလို့ဆိုပြီးအပြစ်တင်နေပါသေးတယ်။ဒီအတိုင်းဆိုရင်ပစိန်ကိုင်းနဲ့ဘလို့ဝင်မလဲဆိုပြီးသူတို့နှစ်ယောက်မြင်းခုန်နေကြတာပေါ့။အဲ့ဒီချိန်မှာပဲဆင်းဟာရေခဲမုံရောင်းတဲ့ကောင်မလေးကိုထပ်တွေ့ပြန်ပါတယ်။သူဟာသူ့မစီပြေးသွားပြီးပတ်စံတွေအကုန်ပေးဖို့ချင်းချောက်ကမြေပြင်ပေါ်ကိုတွန်းလဲလိုက်ပါတယ်။ဆင်းကသူမကိုဓာတ်နဲ့ပါထပ်မံချင်းချောက်တဲ့ခါမှာတော့သူမရဲ့မျက်ဝန်းထဲကနေမျက်ရည်တွေစီးကျလာတာကိုမြင်လိုက်ရပါတယ်။
ဖုံးကရေခဲမုံလဲတဲ့ကပတ်စံတွေကိုရှာဖွေတွေ့ရှိသွားပြီးထွက်ပြေးဖို့ပြင်လိုက်ပေမဲ့ဆင်းကတော့သူမရဲ့လက်ဟန်ချေဟန်နဲ့ပြောဆိုနေပုံကိုကြည့်ပြီးတခုခုကိုသတိပြုမိသွားပါတယ်။ကောင်မလေးဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကချိုချင်လေးကိုထုတ်ပြလိုက်တဲ့အခါမှာတော့သူမဟာဆင်းငယ်ငယ်ကကယ်တင်ဖို့ကြိုးစားခဲ့တဲ့စကားမပြောနိုင်တဲ့ကောင်မလေးဆိုတာသိလိုက်ရပါတော့တယ်။အမှန်တရားကိုသိလိုက်ရတဲ့အချိန်မှာဆင်းဟာရင်ထဲမှာအလွန်ခံစားလိုက်ရပါတယ်။သူဟာချိုချင်လေးကိုကြမ်းပြင်ပေါ်ရိုက်ခွဲပစ်လိုက်ပြီးအဝေးကိုထွက်ပြေးသွားပါတော့တယ်။ဒါပေမဲ့သူကျူးလွန်ခဲ့တဲ့အမှားတွေအတွက်နောင်တရဖို့အချိန်မရခင်မှာပဲပစိန်ကိုင်းသားတွေကသူ့ကိုဖမ်းခေါ်သွားပြီးဗရာတာဆန်းစီကိုပို့လိုက်ပါတယ်။ဂိုင်းချုပ်ကဆင်းကိုအခုကစပြီးဂိုင်းဝင်ဖြစ်ပြီလို့သတ်မှတ်ပေးလိုက်ပြီးအရေးကြီးတဲ့တာဝန်အသစ်တစ်ခုပေးလိုက်ပါတော့တယ်။ဆင်းကိုအယူထောင်တစ်ခုစီခေါ်ဆောင်သွားပြီးနောက်အကြံပေးဖြစ်သူကအဆောက်အဦရဲ့အနက်ရှိုင်းဆုံးနေရာမှာပိတ်လောင်ထားတဲ့လူသက်သမားကြီးကိုကဲထုတ်ဖို့ခိုင်းစေလိုက်ပါတယ်။ဆင်းဟာစေးရုံတဲကိုအမြန်ပြေးဝင်သွားပြီးဖားရီနဲ့ပြည့်နေနေတဲ့မြေအောက်စင်ကြံလန်းကနေတဆင့်တန်တကားအထက်ထက်ကိုကြော်ဖြတ်ကတွားရောက်ခဲ့ပါတယ်။ဒါပေမဲ့တကားကိုဖွင့်လိုက်တဲ့အခါမှာတော့သူတွေ့လိုက်ရတာကအိမ်သားထဲမှာထိုင်နေတဲ့အဖိုးကြီးတစ်ယောက်သာဖြစ်နေပါတယ်။လူမိုက်တွေဟာဒီအဖိုးကြီးကိုကြည့်ပြီးသူတို့ရှာနေတဲ့ဒဏ္ဍာရီလာလူသက်သမားကြီးတာရဲကြီးဆိုတာကိုမယုံနိုင်ဖြစ်နေကြပါတယ်။ဂိုင်းချုပ်ကဒီလူကိုငွေကြေးအမြောက်များပေးပြီးလူနှစ်ယောက်ကိုတတ်ခိုင်းဖို့ပြင်ပေမဲ့အကြံပေးဖြစ်သူကတော့လူမခေါ်လာလားဆိုပြီးတန်တရားဝင်နေပါတယ်။အဲ့ဒီအချိန်မှာပဲလူမိုက်တစ်ယောက်ကတနက်ထုတ်ပြီးအဖိုးကြီးကိုချိန်လိုက်ပေမဲ့တာရဲကြီးကမျက်စိတမိတ်တွင်းမှာတင်တနက်ကိုလူယူပြီးသူ့ကောင်းသူပြန်ချိန်လိုက်ပါတယ်။သူဟာမောင်းကလုတ်ကိုဆွဲညှစ်လိုက်ပေမဲ့အားလုံးအံ့ဩသွားရတာကတော့ထွက်လာတဲ့ကြည်စံကိုသူ့ရဲ့လက်ချောင်းနဲ့လှမ်းဖမ်းပြလိုက်တာပါပဲ။တာရဲကြီးဟာကျမ်းပြင်ကိုပြင်းထန်တဲ့အားနဲ့နင်းချလိုက်တဲ့အခါတခန်းလုံးပောက်ကွဲထွက်သွားပြီးကာစီနိုထဲကလူတွေလည်းအသက်လူကထွက်ပြေးကြရပါတော့တယ်။တာရဲကြီးရှိကိုခုန်ထွက်လိုက်တဲ့အခါမှာတော့သူ့ကိုစောင့်ကြိုနေသူတွေရှိနေပါတယ်။အဲ့ဒါကတော့ပစိန်ကိုင်းကိုအပီးတိုင်အမြင့်ဖြတ်ဖို့ရောက်လာကြတဲ့အင်ရှင်လင်မယားပဲဖြစ်ပါတယ်။သူတို့ကဂိုင်းချုပ်ဗရာတာဆန်အတွက်လက်ဆောင်ဖြစ်နာရီမှာတုံးတဲ့ခေါင်းလောင်းကြီးတစ်လုံးကိုယူလာတာကြောင့်ဗရာတာဆန်တယောက်ဒေါ်တွေထွက်နေပါတော့တယ်။အင်ရှင်မကြီးကတာရဲကြီးကိုအောက်ကနေကန်လိုက်တာကြောင့်စပွဲကြီးနှစ်ချမ်းကွဲသွားပြီးအင်ရှင်ဖိုးကြီးကလည်းသူ့မျက်နှာကိုတက်ကန်လိုက်ပေမဲ့တာရဲကြီးကတော့တစ်ချက်ကလေးတောင်တုံးလုံးမသွားပါဘူး။လင်မယားနှစ်ယောက်စလုံးစုပေါင်းပြီးအစွမ်းကုန်တိုက်ခိုက်ကြပေမဲ့လည်းအင်အားချင်းမမျှတာကြောင့်အဝေးကိုလွင့်စင်သွားရပြန်ပါတယ်။လူသက်သမားကြီးတာရဲကြီးဟာမယုံနိုင်စရာကောင်းတဲ့အရှိန်ဟုန်နဲ့အင်ရှင်ဖိုးကြီးကိုတရက်ဆက်စတင်တိုက်ခိုက်ပါတော့တယ်။အဖိုးကြီးဟာလက်သီးချက်တွေကိုအသေးအတန်ရှောင်တိန်ပေမဲ့နောက်ဆုံးမှာတော့မရှောင်နိုင်တော့ပဲနယံစီကိုလွတ်ထွက်သွားခဲ့ရပါတယ်။ဒီမြင်ကွင်းကိုကြည့်ပြီးအင်ရှင်မကြီးဟာသူမရဲ့ချင်းသိဟိန်းတန်နဲ့ဝင်ရောက်ကူညီပါတော့တယ်။သူမရဲ့ဟိန်းတောက်တန်ကထွက်ပေါ်လာတဲ့အတန်လိုင်းတွေဟာပတ်ဝန်းကျင်ကအရာအလုံးကိုလွင့်စင်သွားစေပေမဲ့တာရဲကြီးကိုတော့အနောက်ကိုနည်းနည်းလေးပဲဆုတ်သွားအောင်လုပ်နိုင်ပါသေးတယ်။တာရဲကြီးကသူမရဲ့စူးစမ်းမှုကိုလှောင်ရပြီးအင်ရှင်မကြီးကိုပါညှာတာမှုမရှိပဲတိုက်ခိုက်လိုက်တာကြောင့်သူမလည်းအခန်းတစ်ဖက်ကိုလွတ်ထွက်သွားရပြန်ပါတယ်။ရန်သူဟာသူတို့ထက်အစွမ်းထက်လုံးနေမှန်းသိသွားတဲ့အခါမှာတော့အင်ရှင်မကြီးဟာသူတို့ယူလာတဲ့အေယာမခေါင်းလောင်းကြီးစီကိုပြေးသွားပြီးခေါင်းလောင်းထိပ်ကိုအားပြေးနဲ့ရိုက်ချလိုက်ပါတော့တယ်။ခေါင်းလောင်းကြီးရဲ့အောက်ခြေဟာပွန့်ထွက်သွားပြီးအေယာမအတန်ချက်ဆက်ကြီးတစ်ခုလိုဖြစ်သွားပါတယ်။အဲ့ဒီနောက်မှာတော့အင်ရှင်မကြီးဟာအဲ့ဒီခေါင်းလောင်းကြီးကိုအသုံးပြုပြီးသူမရဲ့အပြင်းထန်ဆုံးချင်းသိဟိန်းတန်နဲ့ဟိဟောက်လိုက်ပါတော့တယ်။ဒီတစ်ခါထွက်ပေါ်လာတဲ့အတန်လိုင်းကတော့ရှိမှရှိသမျှအရာအလုံးကိုအပိုင်းပိုင်းပြတ်အောင်ဖျက်ဆီးပစ်နိုင်လောက်အောင်ပြင်းထန်လွန်းလာပါတယ်။ဒီတိုက်ကွက်ဟာအင်အားကြီးလာတဲ့တာရဲကြီးကိုတောင်အနောက်ကိုလွတ်ထွက်သွားစေပြီးအဆောက်အဦတစ်ခုလုံးကိုမြေလံပစ်မဲ့လေးစင်နှမောင်းတစ်ခုကိုအခန်းထဲမှာတင်ဖန်တီးလိုက်ပါတော့တယ်။မယုံနိုင်စရာကောင်းတာကတာရဲကြီးဟာဒီလောက်ပြင်းထန်တဲ့အတန်လိုင်းတံကိုခံနိုင်ရရှိပြီးမြေပြင်ပေါ်မှာတွားရင်းအသက်ရှင်နေပါသေးတယ်။အင်ရှင်လင်မယားကဒုတိယတစ်ချီထပ်မံတိုက်ခိုက်ဖို့ပြင်လိုက်တဲ့အချိန်မှာတော့တာရဲကြီးကသူ့အရှုံးပေးပါပြီလို့ပြောပြီးအသက်ချမ်းသာပေးဖို့တောင်းပန်ပါတော့တယ်။အင်ရှင်လင်မယားကလူသက်သမားကြီးအရှုံးပေးပြီးအထင်နဲ့လူသက်လိုစိတ်လျှော့လိုက်တဲ့အချိန်မှာပဲတာရဲကြီးဟာသူ့ရဲ့ဝက်ဖဲဖြစ်တဲ့ပန်းပွင့်ပုံစံအစိတ်သားမြောင်တွေနဲ့လင်မယားနှစ်ယောက်ရဲ့ဘိုက်ကိုအလစ်ငိုက်လှမ်းထိုးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူတို့သုံးယောက်ဟာတဦးရဲ့အားနည်းချက်ကိုတဦးကအမိအရာဖန်ဆွဲရင်ဘယ်သူမှမလုံနိုင်တဲ့အခြေအနေစိုက်သွားပါတော့တယ်။အဲ့ဒီမြင်ကွင်းကိုကြည့်နေတဲ့ဂိုင်းချုပ်ဗရာတာဆန်ကဆင်းကိုအင်ရှင်လင်မယားရဲ့ခေါင်းကိုတစ်သားတုံးနဲ့ရိုက်ဖို့အမိန့်ပေးလိုက်ပါတယ်။ဆင်းဟာခဏတာတွေဝေသွားပေမဲ့နောက်ဆုံးမှာတော့သူရိုက်လိုက်တာကအင်ရှင်လင်မယားကိုမဟုတ်ပဲတာရဲကြီးရဲ့ခေါင်းကိုသာဖြစ်နေပါတယ်။တာရဲကြီးဟာအကြီးအကျယ်ဒေါသထွက်သွားပြီးအင်ရှင်လင်မယားကိုလွတ်ထွက်သွားအောင်တွန်းထုတ်လိုက်ကဆင်းကိုမြေပြင်ပေါ်ဆွဲလဲပြီးမျက်နှာကိုတရက်ဆက်ထိုးချိတ်ပါတော့တယ်။တာရဲကြီးဟာဆင်းကိုတေလူနီးပါရိုက်နှက်ပြီးတဲ့နောက်တခုခုမားနေတာကိုသတိထားမိသွားပါတယ်။ကြည့်လိုက်တဲ့အခါမှာတော့အင်ရှင်လင်မယားဟာပျောက်ကွယ်သွားပြီဖြစ်တယ်လို့ဆင်းကိုပါတပါးတည်းခေါ်သွားခဲ့ကြတာပါ။သူတို့ဟာဆင်းကိုဝက်ချန်ချန်ဝမ်စီခေါ်သွားပြီးစေဝါတွေပတ်တီးတွေနဲ့ကုသပေးကြပါတယ်။အဲ့ဒီမှာထူးဆန်းတာကဆင်းဟာဒီလောက်ပြင်းထန်တဲ့ဒဏ်ရာတွေရထားတာတော့အသက်ရှင်နေစေဖြစ်နေတာပါပဲ။သူတို့ကဆင်းဟာမတေုံတွေမကပဲဒီဒဏ်ရာတွေကပဲသူ့ရဲ့ခန္ဓာကိုယ်ထဲမှာပုံကွယ်နေတဲ့ကွန်ဘူးအစွမ်းတွေကိုနိုးထလာအောင်လှုပ်ဆော်ပေးလိုက်တာလို့ယူဆလိုက်ကြပါတယ်။တစ်ဖက်မှာလည်းပစိန်ကိုင်းသားတွေဟာလူသူကင်းမဲ့နေတဲ့ဝက်ချန်ချန်ဝမ်ကိုရောက်လာကြပါတယ်။တာရဲကြီးဟာဆင်းကိုပတ်တီးစီးပေးထားတဲ့နေရာမှာပိုးအိမ်ကနေလက်ပြလေးထွက်လာတယ်လို့မျိုးပတ်တီးတွေပေါက်ပြဲနေတာကိုတွေ့လိုက်ရပါတယ်။ပစိန်ကိုင်းသားတွေအပြင်ကိုထွက်လာတဲ့အခါမှာတော့သူတို့အားလုံးအံ့ဩသွားကြပါတယ်။အဲ့ဒါကတော့တေလူမီပါအရိုက်ခံထားရတဲ့ဆင်းဟာဘာတန်ရာမှမရှိတော့ပဲလန်းလန်းဆန်းဆန်းနဲ့သူတို့ရှိမှရက်နေတာကိုတွေ့လိုက်ရလို့ပါပဲ။လူမိုက်အင်အားလုံးရင်းဟာဆင်းစိမ့်ကိုတက်ပစ်ဖို့လက်နက်မျိုးစုံနဲ့ပြေးဝင်လာကြပါတယ်။
ဒါပေမဲ့အစွမ်းကုန်နိုးထလာပြီးဖြစ်တဲ့ဆင်းကတော့သူတို့ရဲ့တိုက်ကွက်တွေကိုအသာလေးရှောင်တိန်ရင်တိတ်အားဆိုင်စရာမလိုပဲလူမိုက်တွေကိုလွန့်ထွက်သွားအောင်ရိုက်ထုတ်ပစ်လိုက်ပါတယ်သူဟာသစိန်ကိုင်းသားတွေကိုကွင်းပြင်တစ်လျှောက်ကန်ထုတ်လိုက်တာကြောင့်လူမိုက်တွေဟာအောက်ထပ်ဝရန်ဒါရီစီကိုအထက်လိုက်ပြုတ်ကျကုန်ပါတော့တယ်လူမိုက်တွေဟာဆင်းကိုဝိုင်းထားပြီးတပြိုင်နက်တည်းတိုက်ခိုက်ဖို့ကြိုးစားကြပေမဲ့ဆင်းကတော့လူသားထက်သာလုံးနဲ့စွမ်းအားတွေကိုထုတ်ပြလိုက်ပါတယ်သူဟာလူမိုက်တွေကိုအဆောက်အဦတွေပွင့်ထွက်သွားတဲ့အထိကန်ထုတ်ပစ်လိုက်တာပါကြံနေတဲ့လူမိုက်တွေဟာကြောက်လန့်တကြားနဲ့တာရဲကြီးစီကိုထွက်ပြေးဖို့ကြိုးစားကြပေမဲ့လမ်းမှာတင်တယောက်ပြီးတယောက်အပြက်ရှင်းခံလိုက်ရပါတယ်နောက်ဆုံးမှာတော့ကွင်းပြင်ကျကြီးထဲမှာဆင်းတဲ့တာရဲကြီး2ယောက်ထဲသာကြံပါတော့တယ်ဆင်းကတာရဲကြီးရဲ့မျက်နှာကိုလက်သီးနဲ့ထိုးဘိုက်ကိုကန်ထုတ်လိုက်တာကြောင့်သူဟာကျမ်းပြင်ပေါ်ကိုလွှင့်ကျသွားပါတယ်ဒါပေမဲ့အံ့ဩစရာကောင်းတာကတာရဲကြီးဟာဒီလောက်ပြင်းထန်တဲ့တိုက်ကွက်တွေကြားမှာတော့ဘာတန်ရာမှမရရှိတာပါပဲဆင်းကတရဆက်လက်သီးချက်တွေနဲ့ထပ်မံတိုက်ခိုက်ပေမဲ့တာရဲကြီးကသူ့ရဲ့လက်သီးတွေကိုအလွယ်တကူပဲဖမ်းထားလိုက်နိုင်ပါတယ်အဲ့ဒီနောက်မှာတော့ဆင်းကတာရဲကြီးရဲ့ခြေထောက်ကိုအားနဲ့နင်းချလိုက်တာကြောင့်တာရဲကြီးတယောက်နာကျင်လွန်းလို့အော်ဟစ်သွားရပါတယ်ဆင်းရဲ့ပြင်းထန်လာတဲ့ကန်ချက်နဲ့လက်သီးချက်တွေကြောင့်တာရဲကြီးဟာအဝေးကိုလွတ်ထွက်သွားခဲ့ရပါတယ်ဒီတော့မှတာရဲကြီးဟာသူ့ရဲ့နီးပြူဟာကိုပြောင်းလိုက်ပြီးမြေပြင်ပေါ်မှာဝက်ကဖားကောက်ကြည့်ခြင်းစဉ်ကိုစတင်အသုံးပြုပါတော့တယ်သူဟာဖားတကောင်လူအရှိန်ဟုန်နဲ့ခုန်ထွက်လာပြီးဆင်းကိုအဆောက်အဦနေရန်တွေပွင့်ထွက်သွားတဲ့အထိတိုက်ထုတ်ပစ်လိုက်ပါတော့တယ်ဆင်းဟာအသာစီးရဖို့အတွက်အဆောက်အဦထပ်တွေကိုခုန်ကူးပြီးအမြင့်ပိုင်းကိုတက်ဖို့ကြိုးစားပါတယ်ဒါပေမဲ့တာရဲကြီးကသူ့ရဲ့လှုပ်ရှားမှုကိုအပိုင်တွက်ထားပြီးဖားကျင့်စဉ်နဲ့အရှင်ဟုန်ပြင်းပြင်းခုန်တိုက်လိုက်တာကြောင့်ဆင်းဟာကောင်းကင်ရံထဲကိုလွင့်ထွက်သွားပါတော့တယ်ဒီတိုက်ချက်ကပြင်းထန်လွန်းတာကြောင့်ဆင်းဟာလေထုထဲမှာတင်ပျောက်ကွယ်သွားခဲ့ရပါတယ်ဆင်းဟာကောင်းကင်ရံအထိလွင့်ထွက်သွားပေမဲ့နောက်ဆုံးမှာတော့သူ့ရဲ့အဟုန်ကိုပြန်ထိန်းနိုင်ခဲ့ပါတယ်သူမောကြည့်လိုက်တဲ့အခါမှာတော့တိမ်တိုက်တွေနဲ့ဖြစ်ပေါ်နေတဲ့အေယာမဗုဒ္ဓမြတ်စွာဘုရားရဲ့ပုံတော်ကိုတွေ့လိုက်ရပါတယ်အဲ့ဒီနောက်မှာတော့ဆင်းဟာလက်ဝါးနှစ်ဖက်ကိုအသာအရရှက်ပြီးတာရဲကြီးရှိရာမြေပြင်စီကိုမယုံနိုင်စရာကောင်းတဲ့အရှိန်နဲ့ပြန်လဲဆင်းသက်လာပါတော့တယ်မြန်လွန်တဲ့အရှိန်ကြောင့်ဆင်းရဲ့လက်ဝါးတွေဟာမီးတောက်လာပြီးတကိုယ်လုံးကိုမီးကြံတွေဖုံးလွှမ်းသွားပါတယ်။မြေပြင်ပေါ်ကတာရဲကြီးဟာကောင်းကင်ကနေကျလာတဲ့ပြင်းထန်လွန်းတဲ့ဖိအားကြီးကိုခံစားမိလိုက်ပြီးသူ့စီကိုအုတ်ကခဲကြီးတစ်ခုကျလာတယ်လို့မျိုးမြင်လိုက်ရပါတယ်။ဆင်းဟာဒန္နာရီလာဗုဒ္ဓလက်ဝါးကျင့်စဉ်ကိုအသုံးပြုပြီးရိုက်ချလိုက်တဲ့အခါမှာတော့ပြင်းထန်လာတဲ့ဆွဲငင်အားတန်ကြောင့်တာရဲကြီးရဲ့အောက်မှာအေယာမချိုင်းခွက်ကြီးတစ်ခုဖြစ်သွားပြီးသူလည်းမြေကြီးထဲကိုကျွံဝင်သွားပါတော့တယ်။အသက်အန္တရာယ်နဲ့ရင်ဆိုင်လိုက်ရတဲ့တာရဲကြီးဟာချက်ချင်းပဲအသက်ချမ်းသာပေးဖို့တောင်းပန်ပါတော့တယ်။အဲ့ဒီအခါမှာတော့ဆင်းကသူ့ရဲ့တိုက်ကွက်ကိုရပ်တန့်လိုက်ပြီးကောင်းကင်ရံတစ်လျှောက်ဝဲပြန်ကပြန်လဲဆင်းသက်လာခဲ့ပါတယ်။အရင်တစ်ခါလိုပဲတာရဲကြီးဟာသူ့ရဲ့အကျင့်တိုင်းအစိတ်ဓာတ်မြောင်နဲ့ဆင်းကိုအလစ်ငိုက်တိုက်ခိုက်ဖို့ကြိုးစားပြန်ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့ဆင်းကအသာလေးရှောင်တိန်လိုက်ပြီးသူ့ရဲ့နောက်ကျောဘက်ကိုလက်ဝါးနဲ့အသာလေးရိုက်ချလိုက်ပါတယ်။အဲ့ဒီရိုက်ချက်ရဲ့ပြင်းအားကြောင့်အနောက်ကအဆောက်အဦကြီးတစ်ခုလုံးဟာအပိုင်းပိုင်းပြက်ပြီးပြိုကျပျက်စီးသွားပါတော့တယ်။သူတို့နှစ်ယောက်ကြားကစွမ်းအားကွာခြားချက်ကိုမျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတဲ့အခါမှာတော့တာရဲကြီးဟာတကယ်ကိုကြောက်လန့်တကြားနဲ့ဆင်းရဲ့ရှေ့မှာဒူးထောက်ပြီးအစစ်အမှန်အရှုံးပေးလိုက်ပါတော့တယ်။အချိန်တွေကြာပြီးတဲ့နောက်မှာတော့ရေခဲမုတ်ရောင်းတဲ့ကောင်မလေးဟာမြို့ထဲမှာအသစ်ဖွင့်ထားတဲ့ချိုချင်းဆိုင်လေးတစ်ဆိုင်ကိုတွေ့လိုက်ရပါတယ်။ဆိုင်ရှိကိုတွားကြည့်လိုက်တဲ့အခါမှာတော့ဆင်းရဲ့တငယ်ချင်းဖြစ်သူဖုံးကဆိုင်မှာအကူဖြစ်လုတ်ကင်နေတာကိုတွေ့လိုက်ရတာပေါ့။အဲ့ဒီချိန်မှာပဲဆင်းကကောင်မလေးကိုလှမ်းမြင်သွားပြီးသူ့တငယ်ချင်းကိုပြုံးပြရင်းကောင်မလေးစီကိုဝမ်းသာအားရပြေးသွားပါတယ်။ကောင်မလေးကလည်းဆင်းတယောက်လူဆိုးဘဝကိုဆွတ်လွတ်ပြီးသူတကယ်ဖြစ်ချင်ခဲ့တဲ့ဖြူစင်တဲ့သူဖြစ်ပြန်လဲပြောင်းလဲသွားတာကိုမြင်ရတဲ့အတွက်နှွေးထွေးတဲ့အပြုံးတွေနဲ့ပြန်လဲနှုတ်ဆက်လိုက်ပါတယ်။သူတို့နှစ်ယောက်ဟာငငယ်ကပထမဆုံးဆုံတွေ့ခဲ့တဲ့ပုံစံလေးတိုင်းအတိတ်ကိုပြန်လဲအမှတ်ရသွားကြပြီးဆင်းကကောင်မလေးကိုပျော်ပျော်ရွှင်ရွှင်နဲ့ဆိုင်တဲ့ကိုဖိတ်ခေါ်ရင်းဇလန်းလေးကတော့ပြီးဆုံးသွားပါပြီ။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like နဲ့ subscribe ပါလေးလုပ်ပြီးအားပေးခဲ့လို့ရပါတယ်။